641 Provisions for Bearing Separation အဆောက်အဦတွေကိုစောက်တဲ့အခါမှာ structure တစ်ခုနဲ့တစ်ခုကအရန်ကတ်နေလို့မရဘူးသူတို့ကိုနည်းနည်းခွာထားရတယ်အကြောင်းရင်းကဘာကြောင့်လဲဆိုတဲ့အခါမှာငလင်းလှုပ်တဲ့အခါအဆောက်အဦတွေကဒီဘက်ကိုယိုင်သွားမယ်တပြိုင်တည်းဒီဘက်ကဟာလည်းဒီဘက်ကိုယိုင်မယ်လို့ပြောလို့မရဘူးဒီဘက်ကိုပြန်လာမယ် period တွေကတူမှမတူတော့တဲ့အတွက်ကြောင့်မလို့အဲ့လိုဖြစ်တဲ့အချိန်မှာဒီဘက်ကဟာနဲ့ဒီဘက်ကနေတိုက်ပြီးတော့အဲ့ဒီအချိန်မှာ impact အရန်ကိုကြီးတဲ့ impact တွေဖြစ်နိုင်တယ်ဒါကြောင့်မလို့သူတို့ကိုခွာထားရမယ်ဆိုပြီးတော့ ASCE ဘယ်လောက်ခွာထားရမလဲဆိုတာကို ASCE session 12 3မှာသွားပြီးတော့ကြည့်နိုင်တယ်ဒါကြောင့်မလို့သူက drift ဆိုတာကိုထည့်ပြီးတော့စဉ်းစား drift ဆိုတာ displacement ထိပ်ဆုံးကဟာဘယ်လောက်ရွေ့သွားသလဲအပေါ်ဆုံးမှာရှိနေတဲ့အထက်ကဘယ်လောက်ရွေ့သွားသလဲဆိုတဲ့ဥစ္စာကို drift လို့ခေါ်တယ်အဲ့တော့ separation distance delta SEP displacement delta SEP ဆိုတာဟာဒီ individual displacement တွေကို x1 plus delta x2 plus delta xn အားလုံးပေါင်းထားတာdelta x ဆိုတာကြတော့ maximum inelastic response displacement တွေပဲဖြစ်ပါတယ်အဲ့တော့ delta x တွက်တဲ့ဟာကိုရှေ့မှာပြောခဲ့တယ် delta x ဆိုတာ inelastic response inelastic response ဆိုတာ elastic response ကနေပြီးတော့ပြန်တစ်ဆင့်ပြန် CD တို့ I တို့ value တွေနဲ့ပြန်ပြီးတွက်ရတာအဲ့တော့ delta x ရဲ့တန်ဖိုးဟာ delta xe into CD by I နဲ့တူပါတယ်structure 1 နဲ့ 2 မှာဘယ်လောက်ခွာရမလဲဆိုတာခုနကအထက်တိုင်းမှာရှိနေတဲ့ individual တစ်ခုအထက်တစ်ခုချင်းစီမှာရှိနေတဲ့inelastic response တွေကိုတွက်ပြီးတော့အားလုံးပေါင်းထားရင်ထွက်လာတဲ့တန်ဖိုးကို separation ဘယ်လောက်ခွာရမလဲဆိုတဲ့အကွာအဝေးပဲဖြစ်ပါတယ်example 612 example 612မှာ structure နှစ်ခုပေးထားတယ် structure 1 and 2 structure 1 အတွက် delta xe က xe ဆိုတာ elastic displacement မှာနှစ်လက်မှရှိတယ် structure 2 အတွက် elastic displacement က 2.6 inch ရှိတယ်အဲ့တော့သူကဘာတွက်မလဲဆိုရင် delta x1 ကိုတွက်မယ် delta x1 ဆိုတာ cd delta xe over I အဲ့တော့ cd ဆိုတာဘာလဲဆိုရင်ဒီစောက်ဦးပေါ်မှာမူတည်ပါတယ် cd ဆိုတာ factor တစ်ခုဖြစ်တယ်အဲ့ဒီ factor ကို ASCE table 1221မှာသွားပြီးတော့ cd ရဲ့တန်ဖိုးကို drift coefficient ကိုသွားကြည့်နိုင်ပါတယ်အဲ့တော့ drift coefficient ကဒီစောက်ဦး structure နံပါတ်1အတွက်ဆိုလို့ရှိရင် cd တန်ဖိုးက 5.0 ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ structure 1 က specially concentrically steel brace frame အတွက်ဖြစ်ပါတယ် structure နံပါတ်2အတွက်ကကြတော့ CD တန်ဖိုးက 5.5 ဖြစ်တယ်အဲ့တော့ဒီ structure နံပါတ်2ကကြတော့ steel bracing and special moment resisting frame ဖြစ်တယ်ဒါကြောင့်မလို့ structure 2အတွက် delta x2 ကိုတွက်ချင်လို့ရှိရင် CD delta xe divided by I အဲ့တော့ CD က 5 ရှိတယ်သူ့ရဲ့ elastic displacement က 2.6 ရှိတယ် divided by importance factor ဒီစာအုပ်ကတိတ်ရေးမကြီးဆိုရင် 1.0 structure 2 က 1.0 structure 1 မှာတုန်းက importance factor ကကြတော့သူကအရေးကြီးတဲ့ထဲမှာပါတယ် propose for structure propose ဒီ structure 1 အတွက်ကကြတော့သူ့ရဲ့
importance factor 1.25 ရှိတယ်အဲ့တော့ဒီမှာစာသွင်းလိုက်လို့ရှိရင် structure 1 အတွက်က delta x1 ကဘယ်လောက်ရလဲဆိုတော့ 8.8 inches ရှိပြီးတော့ structure 2 အတွက် delta x2 inelastic drift က 30 inches ရှိတယ်ဒါကြောင့်မလို့ minimum separation အရာဆိုရင်အဲ့တော့ delta x1 နဲ့သူတို့ individual အထက်စီမှာသူတို့ individual မှာရှိနေတဲ့အဆောက်အဦတစ်ခုချင်းစီရဲ့ individual maximum inelastic response တွေကိုပေါင်းလိုက်လို့ရှိရင် 21.8 ရှိတယ်အဲ့တော့ဒီ structure နှစ်ခုဟာဘယ်လောက်ခွာရမလဲဆိုရင် 21.8 လက်မှာခွာပြီးတော့စောက်ရမှာဖြစ်ပါတယ်